ဒီပိုင်းတစ်ခုဖြစ်တဲ့ဖုန်းရဲ့ battery ပိုင်းအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ battery တွေကတော့လူတော်တော်များများတည်တဲ့အတိုင်းပေါ့နော်9000 mAh တို့အခုနောက်ပိုင်းမှာဆို6000တို့6500တို့9000တို့အဲ့လိုမျိုးအများကြီးထိသုံးလာကြပြီပေါ့နော်အဲ့ထက်မှကျွန်တော်တို့ဖုန်းတော်တော်များများမှာဆိုလို့ရှိရင်အသုံးများရဲ့ battery တွေဆိုလို့ရှိရင်အတွေ့အမျိုးအစားအဖြစ်2မျိုးလောက်ရှိတယ်။ဘာလဲဆိုလို့ရှိရင်လီအိုင်းရင်းရဲ့လီပူရဲ့အဲ့လို battery တွေကတော့ဖုန်းတော်တော်များများမှာသုံးပြတာကိုတွေ့ရလိမ့်မယ်။အခုနောက်ပိုင်းဖုန်းတွေမှာကျတော့ silicon carbon battery ဆိုတဲ့ကောင်တွေလည်းအသုံးပြုလာကြပြီပေါ့နော်။အဲ့အကြောင်းတွေကကျတော့ကျွန်တော်တို့နောက်ပိုင်းမှာအသေးစိတ်ပြန်ပြီးတော့ပြပြပေးမယ်။လီအိုင်းရင်းကကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကတိတ်တိဆပူများတယ်ပြီးတော့ကုန်ချမ်းတွေဝယ်ရတဲ့နေရာမှာဈေးတက်တာတယ်ဒါပေမဲ့သူကနောက်ပိုင်းနေမှာဆိုလို့ရှိရင် battery ပူတာတို့ဖောင်းတာတို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့ဖြစ်လွယ်တယ်ပေါ့အဲ့လိုပုံစံမျိုးရှိတယ်နောက်တစ်ခုကျလေပူကကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကလိုတလိုပုံစံတွန်းလို့ရတယ်ဒါပေမဲ့ထုတ်လုပ်မှုကုန်ကြစိတ်ကကျတော့နည်းနည်းပူများတယ်ဒါကြောင့်ဒါပေမဲ့ဖုန်းတော်တော်များများမှာဆိုလို့ရှိရင်ဒီ battery 2မျိုးကိုတော့အများတော့အပြင်တွေ့ရတယ်ပေါ့နော်သူတို့ကျွန်တော်တို့ mAh ဆိုတာじゃဘာတွေပြောရလဲဆိုလို့ရှိရင် milli ampere hour ပေါ့သူရဲ့ရှိရပါပါကျွန်တော်တို့ဥပမာ9000 ampere milli ampere hour ဆိုလို့ရှိရင်ဥပမာ9000 mAh သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နာရီပေါ့နော်သုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်သူကတော့ mAh မြားလေးကြခံလေးပဲအဲ့တဘောပါပဲဒါကတော့ဒီနေ့မှာ battery အကြောင်းပြပြပေးသွားပြီပဲနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အရေးကြီးတဲ့အစိတ်ပိုင်းတွေအကြောင်းကိုပြန်ပြီးတော့ပြပြပေးသွားမယ်ဗီဒီယိုကတော့ဒီလောက်ပါပဲ